ကပ္ပစာစေယုံဆောင်တဲ့အနေနဲ့ကစေယုံစသားတွေပေါ့ဗျာစသားတွေအနေနဲ့ကဒီရှေ့တန်းမှာညောင်ကျိုးရှေ့တန်းစခန်းကိုမသွားချင်တဲ့သူတွေများနေတယ်စစ်တပ်ရမှာကိုကြောက်နေတာတွေရှိတယ်ဒီမသွားချင်တဲ့အတွက်ကြောင့်မလို့ငွေကြေးလက်ထိုးပြီးတော့ရှောင်လွဲနေတဲ့အတိုင်းတာရှိတယ်ဒီကပ္ပစာတွေကရှေ့တန်းစခန်းကိုရောက်သွားပြီခေဆိုလို့ရှိရင်ဒီထိဆိုတာနဲ့ပြေးဖို့တော့ချောင်းနေတယ်ဆိုတဲ့အုပ်စုကရှိတယ်ပုံကအရေးမသားတင်မယ်လေအရေးသားနေဆိုတာကကိုမိမိစစ်တီတွေတချို့တလေကဘေးတိဆိုလို့ရှိရင်ပြေးဖို့တော့ချောင်းနေတာရှိတယ်တော့ပြန်ပြေးလာကြတယ်ဘယ်ကိုပြေးကြလဲဆိုလို့ရှိရင်နော်ကျွန်တော်ကြားသိရတဲ့လောက်ဆိုလို့ရှိရင်ကပ္ပစာကိုပြန်ပြေးကြတယ်လို့ကြားသိရတယ်နော်အဲ့မှာချောင်းရှိတာပေါ့နော်တရေချောင်းရှိတယ်ကြောက်ဖူးချောင်းရှိတယ်အဲ့ဒီကနေတော့အုပ်ရှစ်ပင်အနောက်ဘက်ကရွာတွေတဲကိုဝင်တယ်ဝင်သွားလို့ရှိရင်ချားမျိုးတွေကိုပြေးရင်ပြေးမပြေးလို့ရှိရင်ကပ္ပစာကိုပြန်ပြေးကြတယ်အဲ့ဒီတော့ကြောင့်မို့လို့ကပ္ပစာတွေနဲ့ခင်ဗျားတို့ခုခံနေမယ်ခေဆိုလို့ရှိရင်တော့စီရီကဒီလိုပဲရေကလေးလိုက်နေပါပဲအဲ့တော့ဒီမိုးထီပြန်ယူဖို့အတွက်စီမံကိန်းအောင်မြင်ခြင်းနဲ့ခေဆိုလို့ရှိရင်တော့အခုလက်ရှိကပ္ပစာတွေနဲ့တော့မလွယ်ပါဘူးခင်ဗျာနော်စစ်မတိုက်ခြင်းနဲ့စစ်တီတွေများလာတာကိုတွေ့ရတယ်နော်အေကတော့သူတို့ရဲ့ဒီစစ်ပွဲကိုဖလန်နဲ့တိုက်နေတာပါအေကတခြားနေရာတွေဖြစ်တဲ့စစ်တွေတို့ကြောက်ဖြူတို့ကိုအယောင်ပြလောက်တိုက်နေရလို့ကျွန်တော်သုံးသပ်လို့ရတယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ကျန်တဲ့ဘောမီတို့ရွှေတောင်ရန်တို့အဲ့ဘက်ချမ်းကိုတိုက်တာလေအယောင်ပြတိုက်တာလို့ပဲကျွန်တော်သုံးသပ်လို့ရတယ်ဗျာနော်တကယ်တမ်းအမိအရာတိုက်ဖို့စဉ်းစားထားတဲ့နေရာကတော့အဲ့ဒီညောင်ကျိုပါပဲနော်ဘာကြောင့်ညောင်ကျိုကိုတိုက်လဲဆိုရှင်ညောင်ကျိုကအရှိုက်ဆိုတော့လည်းအားလုံးသိတယ်နော်အဲ့ဒီအရှိုက်ထုတ်ခံတော့စစ်တပ်နေအထိနာနိုင်တယ်ဟုတ်ဗျာနော်